brother အကာအကွယ်သုံးလား သုံး ဘာလို့လဲ မကြိုက်လို့ခုလူဖြစ်နေလို့ပါ ကိုအတွက်ဘာကာကွယ်မှမသုံး ကိုအတွက်တော့သုံးတယ်ကာကြရင်တော့ကွိုင်တော့ ပြီးတော့ အဲ့ဒါပဲ ဘာမှမလုပ်ဘူး ဘာဆိုဘာမလို့ဘွားအတွက်ဘာမှမကာကွယ်ဘူးအားလုံး open လို့တလဟောတကယ်ကြီးလားကျွန်တော် brother ဒီနေ့ကာကွယ်ပေးခြင်းနဲ့ရမလားဒီမှာပဲ ဘလို့လဲ ဘာလို့လဲကာကွယ်ပေးခြင်းလို့လေရရကြီးလည်းကာကွယ်ပေးလို့ရပါတယ်ကျွန်တော်အချိန်ခဏပေးမလားဒီနေ့တည့်ရက်မှာကျွန်တော် brother ကိုကာကွယ်ပေးခြင်း စင်ပြေလို့ကာကွယ်စင်ပြေလို့ကာကွယ် ကျွန်တော်ဒါဘွားထုတ်တဲ့ suncream လေးမျက်နှာပေါ်မှာအကာအကွယ်ပေးခြင်းတာကျွန်တော်ရတာခဏလေး okay brother လေကျွန်တော်အဲ့ဒါပြောခြင်းဒါဘွားထုတ်တဲ့ suncream နဲ့မျက်နှာလေးကိုလဲပြီးကျွန်တော်အပူတန်ကာကွယ်ပေးမယ်ခဏနော်နည်းနည်းလေးပြင်မယ်နော်ပြုံးလေးဘာလို့လဲ okay ရိုက်ဒီလိုလေပါးလေးဖောင်းပြီးပါးဖောင်းပါဆိုနှကိုင်းစုနေရေစားဘလို့ဖောင်းလား အေးပြီးကောင်းတော့ အေးကောင်းတယ်ဟုတ်တယ်အဲ့လိုပြရပါရရကော့ပို့လိုက်တယ်ရောကျွန်တော်ရဲ့အကာအကွယ်ကပြည့်စုံပါတယ်ဗျာလား ကောင်းတယ်ရှယ်ရှယ် ဘလို့ခံလာကျွန်တော်ပေးတဲ့အကာအကွယ် ဒီဤလေး ဒါဘောကပေးလက်ဆောင် ဒီလိုပါ โอเคကျေးဇူးများကြီးတင်ပါတယ်အဲ့ကာအကွယ်တာပဲလေဒါလေနေအောင်โอเคကျွန်တော်အခုဒါဘောကနေပြီးတော့ပေးလက်ဆောင်လေးပေးမှာဗျာလားဒါဘောဆက်ပြီးကာအကွယ်လေးကျေးဇူးများကြီးတင်ပါတယ်ဒါဘောကနေထုတ်တယ်အေလိုစမ်းခွင့်ရဆိုလို့ရှိရင်ရှားသောလက်ပတ်ကနေပြီးတော့ထုတ်လို့ထားတာဖြစ်တဲ့အတွက်အသားအရည်ကိုရေတက်ဖြစ်ပေးတဲ့အပြင်ဝက်ချံအမဲဆက်တွေနဲ့ break out ဖြစ်တာတွေကိုပါပုံမသက်သာလာအောင်လို့ထိန်းသိမ်းပေးပါတယ်